နင်္ဂနွေမှာမွေးတဲ့သူတွေကအပြင်ပန်းကြည့်တိတ်တိတ်ဆိတ်ဆိတ်ညီးတတ်ပြီးမြင်အတွင်းစိတ်မှာအယမ်းနူးညံ့ပြီးသဘောကောင်းတဲ့သူတွေပါသူတို့ကစကားများများမပြောတတ်ပေမဲ့ယုံကြည်လို့ရတဲ့သူကိုတွေ့ပြီးဆိုရင်အယမ်းသစ္စာရှိပြီးအကောင်းဆုံး support ပေးတတ်ပါတယ်တနင်္ဂနွေသားသမီးတွေကစိတ်ရှည်တတ်တဲ့သူတွေဖြစ်ပြီးပြဿနာတွေကိုအေးဆေးဆေးဖြေရှင်းကြပါတယ်ဒါပေမဲ့သူတို့ကိုမလေးမစားလို့တာပေါ့တန်ဆက်ဆန်တာယုံကြည်မှုဖြတ်တာအတွင်းကြီးအပြန်ဘက်မှာမပြပေမဲ့အတွင်းမှာအယမ်းနာတတ်ပါတယ်အချစ်ရေးမှာလည်းတယောက်ကိုရွေးပြီးပြီဆိုရင်လွယ်လွယ်နဲ့လက်မလွတ်တတ်တဲ့သူတွေပါသူတို့ရဲ့အားသာချက်ကတာဝန်ယူမှုရှိခြင်းစိတ်ရှည်ခြင်းသစ္စာရှိခြင်းပါတနင်္ဂနွေသားသမီးတယောက်ကိုဘဝထဲမှာရှိနေရင်တန်ဖိုးထားပါဘာလို့လဲဆိုတော့သူတို့ကလွယ်လွယ်နဲ့မတွေ့ရတဲ့လူမျိုးတွေပါတနင်္ဂနွေသားသမီးဆိုရင် comment မှာမှန်းခဲ့ပြီးနော်နောက်ဗီဒီယိုမှာတော့အင်္ဂါသားသမီးတွေအကြောင်းပြောမှာမို့ follow လုပ်ခဲ့ပြီးနော်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေလည်းထပ်တင်ဆက်ပေးပါမယ်